အိမ်နေပတ်စံဝင်တိတ်ကောင်းပါပဲမောင်လေးရဲ့တဲ့ဒါဆိုကျွန်တော်နဲ့လာအိတ်လီမမတဲ့ဟေးယောအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့မစ္စတာဖြိုးကြီးပဲဖြစ်ပါရဲ့ရှော့စကားတွေအများကြီးမပြောတော့ဘူးတဝါစီရင်ကျင်နေဆိုကျွန်တော်ရဲ့ဗီဒီယိုလေးကိုအစားဆုံးလိုက်ကြည့်ဖို့အတွက်ဖိတ်ခေါ်ပါရဲ့ဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လေးလုပ်ခဲ့ပေးကြဖို့အတွက်တောင်းဆိုပါတယ်ဆိုတော့ let's go ကိုကလူတိုင်းဘောကိုစိတ်မရှိတတ်ဘူးတဲ့တဲကူရုပ်ကိုတဲ့လူတိုင်းဘောကိုစိတ်မရှိတတ်ပါဘူးဆိုတဲ့နင်ကလူမဟုတ်ဘူးလားအဲ့လောက်ကြီးကြတော့မပြောတော့လေကွာအသားကြီးတော့ဗာလဲကိုကလူတိုင်းဘောကိုစိတ်မရှိတတ်ဘူးတဲ့တဲကူရုပ်ကိုတဲ့ကောင်မလေးကဖြစ်စေချင်တာဗာလဲတဲကတော့ကိုရဲ့နှလုံးသားလေးကြောက်ကက်လေးပူတူတူလေးတည်ရမလားတဲကတော့ချွင်းချက်ပေါ့တည်ရမလားဘာဖြစ်တယ်ညာဖြစ်တယ်ကောင်မလေးလိုချင်တာအောက်ကဗာလဲလူတိုင်းဘောကိုစိတ်မရှိတတ်ပါဘူးဆိုတဲ့နင်ကလူမဟုတ်ဘူးလားတဲ့တာကြီးဟာကိုကောင်မလေးကိုဆက်ဆံတဲ့စကားတွေကပြင်းထန်ပြတ်သားလွန်းတယ်ကွာတဲလဲသဘောကျတယ်ဒါစပင်းထူခြင်းနဲ့တဲ့ငါလဲတဲ့ဘာလုံးရမလဲတဲ့အုံးစီတဲ့လက်ဖက်စိမ်ပြီးလိမ့်တယ်တကယ်ထူလားတဲ့ဟုတ်ပါတယ်ကျွန်တော်လဲကြားဘူးတယ်ဗောနော်အုံးစီတွေကိုအဲ့လိုမျိုးလက်ဖက်သားအနှုတ်လေးတွေထည့်ပြီးတော့ဗောနော်စိမ်ထားပြီးတော့2ရက်3ရက်လောက်စိမ်ထားပြီးတော့လူလို့ရှိရင်အဲ့လိုမျိုးစပင်းထူတယ်လို့တော့ကြားဘူးပါတယ်အောက်ကဗာလဲလက်ဖက်ကားတဲ့ရှူရှင်းရလားတဲ့ဟမ်အဲ့လောက်ကြီးကြတာနော်အဲ့လောက်ကြီးကြတော့အုံနောက်တွေကတဲကောင်းတာဗာလဲလက်ဖက်ကရှူရှဲရလာရှူရှင်းလဲရပါတယ်ဗောနော်ရှူရှဲ ready made တော့ဝယ်ပြီးသွားရင်လေဒီတိုင်းကိုပေါ့တန်မယာသီးငေုတ်သီးများများထည့်ပြီးတော့လူးဗောနော်ပို့ပြီးတော့သပင်းပိုတန်ပါတယ်တော့ကောင်တော်မရိုင်းမာသားကြီးကောက်ကဗောနော်သမီးရေးတဲ့ကောင်လေးနဲ့ပုံလေးရှောက်မတင်နဲ့ကြားလာတယ်အမင်းမြင်လို့ပြောနေတာဟုတ်မေးတဲ့နောက်မမြင်စရာဘူးနော်တဲ့သမီးလိမ်မလေးပါဗောနော်ဗာလဲအောက်ကတော့တွေ့တဲ့အတိုင်းပဲတခါလေးတန်းဘလော်သွားတာတော့နာကျင်ဘူးနောက်မမြင်စရာဘူးလေဟုတ်တယ်လीနော်စကားတော့တီရှာပါတယ်သမီးရဲ့အကောင်လေးနဲ့ပုံတွေရှောက်မတင်နဲ့ကြားလာအမေမြင်လို့ပြောနေတာတဲ့ဟုတ်အမေတဲ့နောက်မမြင်စရာဘူးနော်တဲ့နောက်မမြင်စေချင်တော့တန်းဘလော့မှာပဲရပါပဲဆင်းနေတာနော်မွေးကျေးစုတွေဆက်နေတာနော်မွေးကျေးစုတွေဆက်နေတာသမီးလိမ်မာတုံးလေးအမကချစ်စရာလေးနော်တဲ့အပြင်မှာလဲလှတယ်ဗျာတဲ့ဟုတ်တယ်သိပါတယ်တဲ့ဩတဲ့တကယ်လားဘာညာမေးလေဗျာတဲ့ကျုပ်ကဘာဆက်ပြောရတော့မှာလဲတဲ့ဟုတ်တယ်လေနော်ထိတ်ကနေသွားပိတ်ထားမှာတော့ဘယ်ကသွားပန်းရတော့မှာလဲဟုတ်လားအမကချစ်စရာလေးနော်တဲ့အပြင်မှာလဲလှတယ်ဗျာတဲ့ဟုတ်တယ်သိပါတယ်တဲ့အဲ့လိုကြီးထိတ်ကသွားပိတ်ထားရင်မှာတော့ဘာဆက်ပြောရတော့မှာလဲမှန်တာပဲလေနော်တကယ်လားဘာညာမေးမှာသိရမှာတကယ်လားအဲ့လိုဆိုမဟုတ်ဝဲကျွေးမှာနော်ဘာဖြစ်တယ်ညာဖြစ်တယ်ပြောမှာကြောင်တဲ့ကောင်ကလည်းကောကောမုံမုံကြောင်လွှင်းရတော့မှာပေါ့အဲ့လိုကြီးထိတ်ကသွားပိတ်ထားမှာတော့နော်အားကြောင့်မလို့လဲဘယ်မရလဲမပြောနဲ့เนาะတသက်လုံးဘယ်ရမှာမဟုတ်ဘူးညီတို့တွေအဲ့လိုမျိုးပြောဝေဖန်နေတာချစ်သေးလားတဲ့ညီမကိုတဲ့ချစ်တာဗောတဲ့ချစ်လားအမေချစ်တယ်လို့တဲ့အမေကြည်နူးနေတာเนาะဘယ်ကလာလဲတဲ့အဲ့စကားကားတဲ့ပကံကီးပုတ်ထဲကအဲ့လောက်ကြီးကြတာလွန်တာဗောเนาะအဲ့လောက်ကြီးကြတာမပြောတော့ဘူးတာကြီးတို့ဗာလဲချစ်သေးလားတဲ့ညီမကိုတဲ့ချစ်တာဗောတဲ့ချစ်လားချစ်တယ်လို့ဘယ်ကလာတဲ့အဲ့စကားတဲ့ကြားချင်တာဟိုမှာတည်ရမှာနှလုံးသားတွေကလာတာတို့တည်ရမှာကြောက်ကက်တွေကလာတာတို့အဲ့လိုမျိုးကြားစီချင်တာဗာလဲပကံကီးပုတ်ထဲကတဲ့ Oh my god မူသားမပါလင်ကမချောတဲ့တခါတလေကြတော့မူသားလေးပြုံးပြီးရတယ်ငါကောင်ကြီးသိလား Okay ပါအသက်ကွဲနေရဆိုတဲ့အစင်ပြင်းလာအေးဟာတဲ့ငါအရန်ခံစားရတယ်ဒီလိုပါပဲဟာတဲ့လူတိုင်းကတော့အချစ်ဦးနဲ့လွဲထားသမဲပါပဲတဲ့ fighting ပါတဲ့เนาะအဲ့လိုမျိုးကိုစိတ်တက်ကြနေတဲ့အချိန်မှာအမြဲအားပေးတဲ့တငယ်ချင်းကောင်းရတာကြင်ရလဲစုလက်တပါပါပဲပေါ့နော်ဟင်းနဲ့မတူပါဘူးတဲ့ငါတို့ကအချစ်ဦးနဲ့ပဲလွဲတာတဲ့နင်ကလူတိုင်းနဲ့လွဲတယ်အသားတွေပါတဆက်ဆက်တုံတယ်เนาะအပြင်မှာတော့အဲ့လိုမျိုးပြောလို့ရတော့ကြာနှကြောက်တီနဲ့ချက်လောက်တီးချိုးလိုက်ကိုတငယ်ချင်းလေးအသေးကွဲနေဆိုလို့ကိုတိုင်းအားပေးလိုက်ရတာဗာလဲအသေးကွဲနေဆိုတဲ့အစင်ပြင်းလာတဲ့အေးဟာတဲ့ငါရမ်းခံစားရတယ်တဲ့ဒီလိုပါပဲဟာတဲ့လူတိုင်းကတော့အချစ်ဦးနဲ့လွဲကြစမြဲပါပဲတဲ့ fighting ပါတဲ့နဲ့မတူပါဘူးတဲ့ငါတို့ကအချစ်ဦးနဲ့ပဲလွဲတာနင်ကလူတိုင်းနဲ့လွဲတယ်အိမ်နေပတ်စံဝင်တိတ်ကောင်းပါပဲမောင်လေးရဲ့တဲ့ဒါဆိုကျွန်တော်နဲ့လာအိတ်လီမမတဲ့နော်အိမ်နေပတ်စံဝင်နေတယ်ဆိုဒီတနည်းပဲရှိပါတယ်နော်ဗာလဲအိတ်နေပတ်စံဝင်ကောင်းပါပဲမောင်လေးရဲ့တဲ့ဒါဆိုကျွန်တော်နဲ့လာအိတ်လေးမမားတဲ့အမှန်ပဲအဲ့ဒါအမှန်တရားပြောတယ်လူတွေကတိတ်လက်မခံကြအောင်တဘောပေါက်လားအိတ်နေပတ်စံဝင်နေတယ်ဆိုရင်တော့ဒီတနည်းပဲရှိတယ်နော်ဗာလဲလောလောဆယ်တော့တန်းပြီးဘလော့သွားရတယ်ဗောနော်ဘလော့ပြီးပြေးရတယ်ဆင်းနေတာကျွန်တော်အဖေပါနော်ကျွန်တော်တို့မျိုးကမျိုးနဲ့ယူနဲ့အဲ့လိုမိမကြောက်ရတာပါဟုတ်လားဒါတက်တူအပြည့်နဲ့နော်ဒါအနင်းပြီးတဲ့အချိန်မှာအနှိတ်ခံတာဖြစ်ပါတယ်
ဒါနှိပ်ပေးနေတဲ့ father ကြီးကတော့စိတ်ထဲမှာကြိတ်ပြောနေမှာပဲအေးမှတ်ထားမင်းလည်းကြာရင်ငါထက်ပိုဆိုးမယ်လို့တွေးနေမှာသိကြတယ်သိလား What the fuck တွေးနေမှာသိကြတယ်တကယ်ပြောတာနောက်တာမဟုတ် ဒါကတော့ကျွန်တော်အဖေပါပြီးတော့ကျွန်တော်တို့မျိုးကမျိုးနဲ့ယူနဲ့အဲ့လိုမိမကြောက်ရတာပါဟုတ်လားဒါတက်တူအပြည့်နဲ့နော် မဟုတ်အဲ့လိုမိမကြောက်တဲ့လူတော်တော်များများလည်းတတူအပြည့်ရှိအဲ့ဒါလည်းမယုံမရှိနဲ့ပေါ့နော်အဲ့ဘာတက်လဲတော့မသိပါဘူးနော် ဒါအနင်းပြီးတဲ့အချိန်မှာအနှိတ်ခန္ဓာဖြစ်ပါတယ် မျိုးရိုးကုံတော့ဒါကြီးမင်းဆက်ထိန်မှုတာပြင်ထားလိုက်တော့နော်မျိုးရိုးကုံလေးကိုတော့ဆက်ထိန်မှုဒါကြီးမင်းပြင်ထားပါနော်အားရခဏလေးကွာသဘောကျသွားပြီခဏလေးကရင်တုံးရင်းလေးနဲ့ဝင်လာတာနော်ဘီယာပလင်းလေးကင်ပြီးတော့ဗာလဲကရင်တုံးရင်းလေးနဲ့ဘီယာပလင်းကင်ပြီးဝင်လာတာဗာလဲအနောက်ကတပြက်စီးကင်ပြီးတော့သူမိမကလည်းဗာလဲကရင်တုံးရင်းလေးနဲ့ပဲအလှလေးပဲပြန်ရိုက်ပြတာသဘောကျတယ်နော်မလူသိရမှာဆဲဆူပြီးတော့မောင်းထိုးစရာမလူဗာလဲတုံးရင်းလေးနဲ့ဝင်လာတယ်တုံးရင်းလေးနဲ့ပြန်လိုက်ရိုက်တယ်သဘောတဘာဝတော်တော်လေးကြတယ်သဘောတဘာဝတော်တော်လေးကြတယ်ရောက်ဒီဗီဒီယိုကြိုက်တယ်ကွာကြိုက်တယ် in the city of Bama. အေးတော့အဖွဲဆုံလာပြီဆိုဗာလဲဒီဝိုင်းနေပါမလူအဖွဲဆုံလာရင်ဗာလဲသွေးရှိဖို့ပဲလိုတယ်နော်ကဒါလေးရောက်ဒီကြည့်လို့မဝသေးဘူးကွာဒါမျိုးကြီးကြာနော် in the city of Bama. တကယ်တော့ချစ်စရာကြီးတွေတနခါဘဲကြားကြီးလိမ့်ပြီးတော့ဒါအတည်းမှာညာဘက်မှာဝိုင်းဖွဲ့ပြီးတော့စကားပြောကြနေတာထင်ပါတယ်။ရှော့တော်တော်လေးပြောဖို့ကောင်းမှာပါတော့စိတ်ပြူရင်ကိုနှုဆိုတာဒါမျိုးကိုပြောတာပါနော်ချစ်စရာအန်တီကြီးတွေပါနော်ဘာဂျန်ဂျန်ဂျေဂျေဂျေ Semira. ဟေး Reasons that you gotta ဟေး They say love me unconditional. 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 မဟုတ်အင်အားဆဲလဲလေးဆိုအဲ့ဒါကိုပြောတာတကယ်နော်အဲ့လိုခလေးလေးတွေရှိလို့ရှိရင်တကယ်ပြင်းစရာမကောင်းအင်အားဆဲလဲလေးဆိုအဲ့ဟာလေးတွေကိုပြောတာပါအင်မတန်ချစ်စရာကောင်းပါရဲ့နော်မအမှန်တကယ်အဲ့တီလုံးကြာရင်ကိုတိုင်းတော့မှကကျင်တယ်ပေါ့နော်ထွန်ထဲမှာဆိုအဲ့ထွန်လေးကိုကျွန်တော်တော်တော်လေးသဘောကျတယ်ပေါ့နော်အခုချိန်นี้အဲ့လိုအကာမျိုးမကားတတ်တဲ့လူတွေရှိရင်တော့ဝမ်းနေစရာပဲပေါ့နော်ဒီပါ3နှစ်လောက်ပဲရှိရခလေးလေးတောင်မှသဘောတဘာဝကြအောင်ကပြတတ်ပါတယ်နော်ဘယ်ရောညာလှုပ်တတ်တာဗျအမနော်ဟေး